ကဲစာပင်ကတော့ထိုင်း service စရတယ်ဗျာနော်ကိုထားပြီးကိုတောင်းချပေးလိုက်တဲ့ဆရာလေးမတင်ထားပြီးကိုမင်းသားကြီးဟောတယ်ဗျာနော်ကျွန်တော်တို့ကဲအေးဟယ်လိုညီကိုนี้เซฟตี้สไตล์ครับสไตล์ข้ามได้ทุกคนရတော့ညီကိုရစနေဆိုတော့အဆင်မပြေတော့ပေါပြီလို့အာကွာပေါရည်ကွာဟိုမှာကြောင်ပြောနေကြအဲ့တော့ပဲထိုင်เป็นထိုင်หน่อยအေးနော်အကျေကြီးအကျေပဲအေးညီလေးယူဖို့လားဒီထိုင်ရေးပဲ0-0ครับมีตะกี้အေးညီပြေတဲ့လောက်ပဲပေါ့အေးခဏဟိုဘက်ကိုကျွန်တော်လှမ်းဟောကိုမေးပြရတယ်အတီးပြုတ်လိုက်မယ်နော်ဟုတ်တယ်ตาครับผมရှိတာအိုင်းเนี่ยมาดูจังหวะเสิร์ฟของจ่าแฮปเสิร์ฟตรงนี้นะครับเหลี่ยมนี้นะครับแจ้งกันให้ทราบนะครับเสิร์ฟไม่ได้จ่าเสิร์ฟจังหวะเสิร์ฟไม่แพ้นี่เลยโอเคก็มีสตีเชลซีนะครับใช้สกุลจากผู้จ่ายนะครับทีมงานวันที่2ใส่ตอนนี้จ่ายแฮกเตยขึ้นนำอยู่ที่1-0ตาออกเปิดสวยครับเราเสียตรงสวยครับကိုမင်းသားကြီးကောင်းတယ်ဗျာနော်ကျွန်တော်တို့ကတော့ထောင်းတဲ့အတိုင်းပဲကိုတောက်ပဲပြောနေကြก็อยู่ที่0-1ကိုမင်းသားကြီးရှေ့ကိုပုတ်ထားပြီဘေးကိုဆင်ထွက်သွားပြီโอ้ကဲ1 all ပါဗျာနော်ကျွန်တော်တို့ရမ်းပြောလို့မရတဲ့1 all တော့ရောက်ရှိသွားပြီဗျာနော်ကိုမောင်ကြီးကိုကြီးဟိုဘက်နည်းနည်းလေးတစ်ချက်တိုးပေးအောင်ကိုကြီးတက်ကဝါအော်ပါညမှာပဲကဲကျွန်တော်တို့မြန်မာတွေနော်ကျွန်တော်တို့မနေ့ကတော့ဒါကျွန်တော်တို့နော်မျက်ရည်မိုးတွေနော်တိုင်ပေါက်လေးနည်းနည်းလိုသွားတယ်ဗျာကိုမင်းသားကြီးနေကြည့်ရနည်းနည်းတွေ့သွားဒါမျက်ရည်မိုးတွေရွာခဲ့ပြီမြဒီနေ့ကတော့ကျွန်တော်တို့ပန်းခင်းသောလမ်းကိုရှောက်ဖို့ကြိုးစားနေပြီဗျာနော်1 all ပါရမ်းပြောလို့မရတဲ့1 all တော့ရောက်ရှိနေပြီဗျာနော်ကျွန်တော်တို့สกอร์อยู่ที่1เท่าจ่ายแฮกเสิร์ฟကဲကျွန်တော်အမှတ်ကတော့1 all ပါโอ้နှစ်ယောက်ချောင်းပေါက်ပြီဗျာနော်ဂျာဟဲ့ရဲ့နော်ဝင်ပါဝါနှစ်ယောက်ချားမှာတလုံးပေါက်သွားတဲ့အတွက်2-1မှာဗျာโอเคလားမဆုပ်ဟဲ့ကိုမျိုးယူလားယူနေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရဲနောင်မင်္ဂလာပါနော်မင်းသားကြီးတို့အေးအားမပြောင်းနဲ့အောင်လို့အမှတ်ကွာမှပြောင်းလို့ဟုတ်ကဲ့ပါနော်ပြောပေးမယ်ฝั่งไทยแล้วอยู่ที่2-1ดูวัดကိုမင်းသားကြီးချတာပြီကိုတောက်အောင်မတင်ထားတဲ့ကိုမင်းသားကြီးကန်ထားတယ်ကောင်းတယ်ဗျာနော်အရှင်ဖျားလို့ခုပြောနေတာတော့သဇွန်းတော့ကဗကင်ဖြစ်ပါတယ်ဦးသိန်းရေမနောက်ပါနဲ့ဦးသိန်းရဲ့မကတော့တူးဝဲပါဗျာကျောင်းဆရာဖမ်းရမယ်လေဟုတ်ကဲ့ပါနော်ကျွန်တော်တို့ဒါစူးစမ်းမှုတွေအရာထင်မလားဆိုတော့စောင့်ကြည့်ရမယ်ဗျ1 2ဗျာနော်မာတင်ထားပြီဟုတ်တယ်ဗျာဟောကနော်ကျွန်တော်အတိန်ခေါ်သေးစမ်းတဲ့နော်ကျွန်တော်တို့ခွဲပြီးတော့ကန်သွားတာကိုတွေးရတယ်ဗျာနော်ကျွန်တော်တို့စာပင်ကတော့ကျွန်တော်တို့ဒါနှောက်နိုင်မှရမယ်ဗျာနော်အပြင်းကြီးပဲဆိုရင်တော့ဒီ2ယောက်ကိုစာပင်ဘယ်လိုမှပေါက်မှာမဟုတ်ဘူးဗျကျွန်တော်မြန်မာတွေအနေနဲ့စာပင်ကနည်းနည်းလေးနော်မှွေနှောက်ပြီးတော့ကစားနိုင်မှရမယ်ဗျပုတ်ချင်းလေးတွေပုတ်ချင်းလေးတွေကျွန်တော်တို့နော်ရစ်ချင်းလေးတွေအဲ့ဒါလေးတွေသုံးနိုင်မှစင်ပြေမယ်ဗျဆရာလေးမတင်ထားတယ်ကိုမင်းသားကြီးကောင်းတယ်ဗျာနော်ကျွန်တော်တို့ဒီကကိုတော့ကောင်းကြည့်ပေးနိုင်ဟုတ်တယ်ပွဲပါကျွန်တော်ထိုင်းနေရတော့ကျွန်တော်တို့မြန်မာတွေရဲ့အားနေချက်ကိုနော်မင်းညကြည့်ထားတဲ့အတွက်ဒါကိုတောက်အောင်ကိုပဲသူတို့တော့ဒါစာပစ်တွေနဲ့ဒါခိုင်းနေတာတွေးရတယ်ဗျ
ကျွန်တော်ရဲ့ဒါကိုတောင်းမှာလှပတဲ့ကားကွက်တွေနဲ့ဒါပြနိုင်မယ်ဆိုရင်ကတော့ဒီပွဲကအောင်မြင်ဖို့ရနော်။ရာခိုင်နှုန်းများရတယ်ဗျာနော်။သူတို့ကွင်းဆိုနော်။ဒီခါနဲ့စာမင်းစပီကိုကြည့်ပြီးတော့ရှောင်းနိုင်အဲ့လိုဖြစ်ကဲကျွန်တော်တို့ထိုင်းစားပစ်ပြန်နော်ကျွန်တော်အမှတ်ကတော့2-1မှာရှေ့ထားပြီးတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျေးဇူးပါနော်ခုထားပြီဆရာလေးမနေလိုက်ပြီကိုမင်းသားကြီးကောင်းတယ်ဗျာနော်နောက်ပွဲကိုရတရားမှာသူ့သွေးကိုနှစ်ပွဲတရားမယ်တော့နှစ်ပွဲတည်သိနေတယ်ကျွန်တော်မြန်မာကြိုက်တဲ့ကွင်းသူတို့ကြိုက်တဲ့ကွင်းအဲ့လိုတော့နောက်ဆိုရင်နှစ်ပွဲတရားမယ်ဟုတ်တယ်မြန်မာထိုက်တယ်ကဲကျွန်တော်တို့ကိုမင်းသားကြီးစာပင်ပြနော်1-2ပါပို့ထားပြီထားပြီဟိုကလည်းချူချူတေးရကောင်းတယ်ကောင်းတယ်ဗျာဟိုကသိစမ်းလေးရနော်ခြေပြားရလဲနော်ကိုမင်းသားကြီးရဲ့ပုတ်ချင်းကိုခြေပြားနဲ့ပဲအသားရနောက်ကိုခုတ်တင်ထားတယ်ဗျာနော်လေးရတာတီကြည်တဲ့နော်တင်ချင်းကိုဒါအသိအနေနဲ့ကပိုင်မနေနိုင်ကန်သွားတာတွေ့ရတယ်ဗျာနော်2-1မှာကဲကျွန်တော်ပြီးကြာဟဲ့ရဲ့စားပစ်ဗျခါလာပြီကောင်းပြီကန်တဲ့အမြန်ကောင်းတယ်ဗျာနော်ကျွန်တော်တို့ဒါနော်တော်ကောင်းပါတယ်ဗျာဒါကိုမင်းသားကြီးနဲ့ကိုတက်အောင်နော်ကျွန်တော်တို့ဒါတကယ်ဟိုဒီလုံးကတော့ကောင်းမွန်တယ်ဗျာပိုက်ထဲထိုးသွားတဲ့ချင်းကိုဒါနော်ကိုတက်အောင်အနေနဲ့လည်းဒါမရမကလိုက်ပြီးတော့ဆယ်ထားတယ်ဗျာနော်ကျွန်တော်တို့ကိုမင်းသားကြီးကလည်းဒါသူ့ရဲ့စင်ထွက်သွားတဲ့ချင်းကိုဒါအပတရကံမလို့နဲ့ဒါပပနဲ့နဲ့ပဲเนาะဒါချိတ်ကန်လေးကန်ထားတာတွေ့ရတယ်ဗျာเนาะဘယ်ကြီးပေါက်လဲဆိုတော့ကိုရေးကြီးတွေကတော့ကျွန်တော်တို့ဒါခတ်နေပြီဆိုတော့เนาะမပြောတော့ပါဘူးဗျာဒါဘေးကြီးတွေလည်းဒါရှိမှာမဟုတ်တော့ဘူးเนาะပိတ်လိုက်ပါရင်เนาะကျွန်တော်တို့ကိုယ်ကိုပဲကျွန်တော်တို့တော့အာယုံဆိုင်လိုက်တော့မယ်ဗျာเนาะဟုတ်ပါတယ်ဟုတ်ပါတယ်ပြုတ်လေးရေးဟုတ်ပါတယ်ကိုကင်ရေးကဲကိုမင်းသားကြီးပုတ်ထားပြန်ပြီဒီစမ်းတဲ့သားရဖမ်းထားနေဗျာအိုးဟိုးကောင်းတယ်ဗျာဟုတ်ပါတယ်ဗျာနော်လွယ်တာတော့ဘယ်ရာမှမလွယ်ပါဘူးဗျာနော်လွယ်နဲ့သပယ်ပွင့်မယ်ဆိုရင်တော့ဖားသီလာရှင်ခေါင်းတော့ပန်လို့ရတယ်နော်ကျွန်တော်တို့လွယ်နဲ့တော့သပယ်မပွင့်ဘူးဗျာနော်စူးစမ်းမှသာလျှင်စူးစမ်းမှုရဲ့ရလက်ကိုခံစားရမှာဖြစ်ပါတယ်ကဲခိုင်းစားပစ်ဗျာနော်ကျွန်တော်2-1မှာကဲလိုင်းမွန်ညီကိုတွေတော့စိတ်မရှိပါနဲ့ဗျဘယ်ဘက်ကမှယူလို့မရတော့ပါဘူးနော်ကျွန်တော်ပွဲကိုပဲအာရုံစိုက်လိုက်တော့မယ်ကဲဝေးသွားပြီဗျာနော်ကိုတောင်ပပနဲ့နော်ရှောင်ထားတယ်ဗျာကျွန်တော်ချစ်သူကိုလွမ်းရင်းနဲ့အားပေးနေပါတယ်တဲ့โอเคပါကျွဲရည်လို့လွမ်းတော့လွမ်းလို့ကျွဲတွေရေမကူးသေးနဲ့ကျွဲရည်လုံးမယ်အရှုံးနိုင်ကဘုံကင်ထားတယ်လို့ဟုတ်တယ်ဗျာနော်အရှုံးနိုင်ကတော့အလုံးပါဒီကောင်ကြီးစားပင်ကိုလွတ်ရနေပါလားလွတ်ရနေတာဟိုဘက်ကထောင်နဲ့နေပြီးစားပင်ကိုသူကအလွတ်ကိုရနေတာဟိုကသူတို့ကဟိုဘက်ကနေထောင်နဲ့တိတ်နေတယ်လို့ကိုမင်းသားရဲ့စားပင်ကိုဒါတခြားထိုင်းနေဆိုရင်တော့ဒါဒီလုံးတွေကဖမ်းပါဗျာနော်စီးနဲ့ကျွန်တော်တို့ဒါလက်တအုပ်စာလေးပဲဝေးတာဟိုမှာပပနဲ့ဒါရှောင်ထားတာတွေ့ရတယ်ဆရာလေးမတင်လိုက်ပြီကိုမင်းသားကြီးဖွားနေလိုက်ထိတာတယ်ကောင်းပါလေဗျာနော်ကျွန်တော်ကဲဒီဘက်ချမ်းမှာရှိတဲ့ဒိုးမြန်မာတွေများများရှောင်ထားပါနော်သူတို့ထိုင်းနေလှည့်ကြမှာမရှောင်နဲ့ပါချင်းကိုကိုမင်းသားကြီးလိုက်ကြတယ်ထိုင်းနေကလေးရ6တော့ဖမ်းဆွဲလာကဲကျွန်တော်တို့ဒါတော့ကိုမင်းသားကြီးစားပစ်ပြန်နော်ကိုရေးစူဖန်အောင်မလာတော့လားစားပစ်ပါပြီဝေးဗျာ2 over နော်ကျွန်တော်တို့ဟေးအထူးပြောရမယ်2 over ရနော်ကဲကျွန်တော်တို့အထူးပြောရမယ်2 over ကိုတော့ကျွန်တော်ကိုမင်းသားကြီးစားပင်နဲ့ဒါရယူထားတာတွေ့ရတယ်ဗျာနော်ကျွန်တော်တို့ကဲကိုမင်းသားကြီးပုတ်လိုက်ထိုးလိုက်တာလှုပ်ဗျာကျော်တော့နော်ပြေးလို့ပြသူတို့ကနောက်ကိုသိတယ်မပန်းဘူးကိုမင်းသားကြီးလိုင်းထဲကိုထိုးထားပြီမိသွားတယ်ဗျာသွားတယ်ပဲတတ်ထားတယ်ကောင်းပါပြီတယ်ဗျာနော်သူတို့ကလောကပွင့်ထောင်နဲ့နေဟုတ်တယ်နော်ဒီဘက်ကနော်ဂျာဟက်ကလည်းကျွန်တော်တို့အသက်ကြီးပေမဲ့လုံးဝမပြက်စီးသေးဘူးဗျာနော်ဆယ်ချင်းတွေကတကယ်ကိုကောင်းမှုပါတယ်ဗျာနော်ကျွန်တော်တို့ကိုမြန်မာတွေပတ်စုံနည်းနည်းလေးဖယ်ပေးရှမ်းနေဘက်ကြမှာမဖယ်နဲ့
ก็อยู่ที่2เท่าครับอย่างนั้นนี่สิดีกว่านะ စာပေပုတ်ထားတယ်ဟိုတောင်းမိသွားပြီမာတင်လိုက်ပြီကိုမင်းသားကြီးကောင်းတယ်ဗျာကောင်းတယ်ဗျာနော်ကျွန်တော်အင်ကြီး กาลาบาโกเล่ နေရောအဲ့ပြန်မေးအောင်မညီလွတ်နေနေလိုက်ဆိုတော့အေး ก็ยังอยู่ที่2เท่าครับ အော်အေးဟုတ်ပြီကိုမေးကြည့်လိုက်မှာဆိုနော်နေ ย้อนครับ ကဲဆယ်လာပြီအိုးတကယ်ကိုကောင်းပါလေဗျာနော် 这有这边的水花了哇！哦， ตีเลยครับ အဲ့တော့ကြီးမရတော့တာအဲ့တော့ကြီးမရတော့လို့နော် การครับน่าจะเรียนแบบที่สวยได้เลยครับ 不只有哇，水花了有。 ကဲအမှတ်ကတော့ကျွန်တော်တို့အထူးပြောရမယ်2 all ဗျဝေးသွားပြီ သူတို့ကလည်းနဲ့နေပြီကိုတောက်အောင်ပဲထိုးတာဗျာ ကဲကိုတက်အောင်ကိုများများအားပေးကြပါတဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ကိုတက်အောင်ကတော့ဒီနေ့ကတော့လုံးဝနော်တိတိကျကျပိုင်ပိုင်နိုင်နိုင်နဲ့ပြင်ဆင်ပြီးပွဲထွက်လာတာတွေ့ရတယ်ဗျမစိုးရင်အရေးတဘူးတော့မေးရမှာရေးဘူးလို့ကိုမင်းနိုင်စားပြီနော်ကျွန်တော်တို့ တားရဲ့ပြန်လောက်တာလာတော့ပဲဗျာ ကဲကျွန်တော်တို့နော်ဒီနေ့ညတော့ပန်းခင်းသောလမ်းကိုရှောက်မယ်ဗျကျွန်တော်မြန်မာတွေနော်ကျွန်တော်တို့ကင်မရာမငြိမ်မှုဆရာတဲ့ဟုတ်ကဲ့ဗျာလူတွေလည်းတအားများလို့ပါနော်နားလည်းပြီးပါ တောက်တောက်အောက်မှာတိုက်နေလို့ပါခွင့်လို့ရပါပြောပါ ဖြစ်ရမယ်မြန်မာ သူတာထွက်လာပြီတဲ့တော့နေ ကဲမြန်မာပဲဟေးကဲသမိုင်းကြောင်းစင်လာကြီးမှာတော့နော်ရာဇဝင်တွေကိုရွှေရောင်တွေခြုံလွှမ်းလိုက်မယ်ဗျချေပုတ်ထားပြီဖိုးတူပါ တော့ပေါ်တူဖြစ်သွားပါပြီ ကောင်းပါလေဗျာကျော်နော်ကဲကျွန်တော်တို့ရဲ့နော်ကိုမင်းသားကြီးကတော့အသစ်တဖန်ပြန်လဲမွေးဖွားလာတဲ့စပစ်တွေကတော့ပုတ်ချင်းနေနဲ့အလုံးလုံးနေပြီဗျာနော်ကျွန်တော်တို့ ပြောထိုးလိုက်တဲ့ကစားနေတာဗျကွန်ပျူတာရေးစားပစ်တွေကလေပုတ်ချင်းတွေကလည်းအញ្ញမ်းလုံးလုံးတယ်ဗျာ အေးကျွတ်ကုန်ပြီကဲဟိုဘက်ကရှမ်းတွေကတော့2ယောက်လုံးအင်ကြီးချွတ်ပြီးပြီဗျနောက်ထပ်2မှတ်လောက်တိုက်ရင်တော့ဘောင်းပြချွတ်မလားစောင့်ကြည့်ရမယ်ခေါ်တာပြီဖိုက်တူပါနော်ကျွန်တော်တို့ဖိုက်တူပါကောင်းလုံးနေဗျာ ကဲလေဘေးမှာဆွဲထားတဲ့အဆောင်အယောင်တွေတော့ချုပ်ကုန်ပြီဗျနော်ကျွန်တော်တို့ ဘက်ကတော့ဆွဲတိုးပါချုပ်ကုန်ပြီဗျနော်တော့နှစ်မလောက်တဲ့ထပ်တိုးလိုက်တော့ဘောင်းပြီးတာချုပ်ကစားမလားမသိဘူးမြန်မာ ไทยแลนด์ทู ကဲကျွန်တော်အမှတ်ကတော့fight 2ပါနော်ကျွန်တော် มิตาจิเสิร์ฟครับแต้ม5-2 ကိုမင်းသားကြီးထိုးထားကြပြီစစ်ကူပါနော် စစ်တိုးဖြစ်သွားပါပြီကွန်ပျူတာရေးကြည့်ပါကွန်ပျူတာရေးစားပြ ဒီနေ့ကတော့ဗျာစာပေကတော့ကောင်းလိုက်တဲ့စာပင်ဗျနော်ကျွန်တော်စစ်တူပါ ထိုင်းဘက်ကယူပဲဆိုတော့လာခဲ့ပါဦးဗျာ ကဲကျွန်တော်တို့နော်ဒီနေ့ကိုမင်းသားရဲ့စာပေတွေကောင်းချက်ကတော့ထောင်းချက်ထားတဲ့အတိုင်းပဲဗျနော်ကျွန်တော်ပရိသတ်တွေလည်းမြင်တဲ့အတိုင်းပဲဗျဒီနေ့ကတော့ကျွန်တော်တို့နော်ဆရာလေးရဲ့နော်ပူပေါင်းလာတဲ့တိုက်စစ်တွေနဲ့အတူကိုမင်းသားကြီးစာပေတွေကလည်းအလုပ်တွေလှုပ်လာတာတွေ့ရတယ်ဗျထပ်ထိုးပြီဆင်ထွက်သွားပြန်ပြီ ထွက်သွားတယ်ဗျာ ပြီးတာပဲโอ้ဟောင်းနေဗျာ ဟုတ်တယ်ဗျာ နော် ဒါ ကျွ ပြီး န် တော့ တော် ပဲထိုင်းဘက်ကလူမို့လို့ဖယ်ရလိုက်လို့ဗျာထိုင်းဘက်ကသူ့လူမို့လို့ ဟုတ်တယ် ကိုယ်ကဒီဘက်ကဆိုရင်ဖွက်ပြ တူးစစ်ဗျာနော်အမှတ်ကတော့ကျွန်တော်တို့တူးစစ်ပါ ตอนนี้เจ้ามิตาจินี่เสิร์ฟใส่จ่ายให้คนเดียวเลยครับ မနေ့ကလို့မဖြစ်ပါစေနဲ့တဲ့ဟုတ်တယ်ဗျာနော်ကျွန်တော်မနေ့ကလို့မဖြစ်အောင်ကတော့ဒါကျွန်တော်တို့ပြင်ဆင်နေတယ်ဗျ ဒီကကိုတက်အောင်ရဲ့
ထိတ်ကိုလေးတွေ ဟုတ်ပါတယ်နော်ကဲကျွန်တော်တို့နော်မမာသောရှင်းနေမသေးသောစေးသမားဆိုတဲ့အတိုင်းကိုတက်အောင်ကတော့မနေ့ကမှားခဲ့တဲ့သူ့ရဲ့အမားတွေကိုပြန်လဲကပြင်ဆင်ပြီးတော့တိုက်စစ်ဆင်လာတာကိုတွေ့ရတယ်ဗျာနော်ကဲအမှကတော့2စစ်ပါကဲရှမ်းစားပြဗျပိုက်တော့ပါပြီနော်ကျွန်တော်တို့ကဲပိုက်တော့စိုက်တမျိုးနဲ့ကျွန်တော်တို့ကိုမင်းသားရဲ့စားပြကိုပြန်ချိုးရမယ်ဗျာနော် ကိုမင်းသားကြီးကပို့ချင်းလေးလားအပြေးလေးလားပဲ ကဲအသက်ကြီးပေမဲ့မပြတ်စည်းသေးဟုတ်ပါတယ်ဗျာနော်တစ်ချက်တီးနှစ်ချက်တီးအသက်ကြီးလည်းမပြတ်စည်းဆိုတာဒါမျိုးကိုပြောတာပါနော်ကျွန်တော်တို့ခိုးထားပြီးဖယ်လိုက်တဲ့ကို တဲတဲလေးဝေး ကျွန်တော်အနေငယ်မြနော်ဝေးသွားတယ်ဗျာ သူတို့ကလည်းကွေး ဟုတ်တယ်လို့ရေခုံရတယ်ဗျာနော် ကားပိတ်ကိုကြည့်ပြီးသူတို့ကချောင်းတာ ကဲအမှတ်ကတော့2စစ်ပါခိုးထားပြီးဆရာလေးနဲ့နော်ကိုမင်းသားကြီးရဲ့2ယောက်ချားမှာသူ့လိုလိုကိုလိုလိုနဲ့ဒါလွတ်သွားတာဗျာနှလုံးပေးလိုက်ရပြီနော်ကျွန်တော်တို့ သူတို့ကကိုတက်အောင်မတိုးတော့ဘူးကိုတက်အောင်မမားတော့ ဟိုဘက်ကနော်ကျွန်တော်ထိုင်းကတော့သူ့ရဲ့စာပင်နေနဲ့ဒါအားနေချက်ကိုလိုက်ရှာနေပြီဗျနော်ကျွန်တော်တို့3စစ်ပါ2ယောက်ချားမှာကျွန်တော်တို့သူ့လိုလိုကိုလိုလိုနဲ့ဒါတမတ်ပေးလိုက်ရတယ်ဗျ3စစ်ပါ 3 ต่อ 6 ครับมี10 ไทยแลนด์เสิร์ฟจ่าแฮกเสิร์ฟ မိသွားပြီဟာတင်လာတဲ့ကိုမင်းသားကြီးစမ်းတင်မိသွားပြီဗျကဲတိုင်ကတော့ဒီဘက်မှာပေးထားတယ်ဟာမပေးဘူးကအမှတ်တက်တယ်ရှမ်းဘက်ကိုပေးထားတယ်ဗျအမှတ်က4စစ်ပါ တွဲသွားတယ်လေတွဲသွားတယ်လေတွဲသွားတယ်လေတွဲသွားတယ်တွဲသွားတယ် 4စစ်ဖြစ်သွားပြီဗျဒိုင်ကတော့ကျွန်တော်တို့ တွဲသွားတယ်လို့ဗျာအဲ့ဒါမပေးဘူးဗျာတွဲသွားတယ်အဲ့ဒါရတော့ကွာဘာရိုင်းလဲကွာအဲ့ဒါတွဲသွားတယ်လို့ရုံမပေးဘူးကွာ ဒိုင်ကတော့မပေးဘူးဗျနော်ကျွန်တော်တို့ တွဲသွားတယ်တဝိုင်းတော့ပြည်တဲ့ဟာကြီးကို ဒိုင်ကတော့ပေးလိုက်ပြီဗျနော်ကျွန်တော်တို့ဆရာလေးကစပင်နေနဲ့ပါလားပေါက်ကြရတယ်မမှန်းနဲ့လို့နှာဘူးကရင်ရေး 4 ต่อ 6 ครับจ่าแฮกเสิร์ฟ ကဲကျွန်တော်ထိုင်းစားပေးပြ4စစ်ဖြစ်သွားပြီနော် มีตะจีเปิด မာတင်ထားပြီဟောနေဗျာနော် ခွဲသားဘုရားတလို့တော့ဗျာတွဲသွားတယ်လို့တရားမပေးဘူးဗျာနော်တွဲသွားလို့ပေါင်တော့ပုတ်နေတယ်လို့မပေးဘူးဗျာ အေးညီလေး สวัสดีคุณวัฒนวดีครับ ဟိုကမြင်ငြိမ်သွားပြီရောပွဲကကောင်းနေဆိုတော့ ผู้ได้วิ่งเข้ามาเสิร์ฟของเจ้าสิของมินตะจีครับ10 โก ကဲပိုက်မကျော်ဘူးဗျ ကိုမင်းသားကြီးပုတ်ချင်ပိုက်ပို့စစ်ကြီးလေ ระยะ အေးလေအဲ့ဒါကိုမမေးတာနဲ့သူတို့တွေကလည်းမကြည့်တော့ဖြစ်နေတာအဲ့ဒါကြောင့် ต่อ 6 โก 10 ချင်းကအေးဝိုင်းထဲမှာဆိုမေးပြီးကြည့်မယ် สวยงามครับ ဟိုမင်းသားကြီးကန်နေကြပါကောင်းပါလေဗျနော်ကျွန်တော် ဒီနေ့ကတော့သူတို့ကိုတက်အမားမရှိဘူးဗျာဟုတ်ပါနော်ဟိုအဲ့တက်တော့တောက်ဆိုတာအဲ့ဒါလေ ကဲဒီနေ့ပွဲကတော့ကျွန်တော်တို့ကိုတက်အောင်ကသူ့ရဲ့နော်ကြက်တောင်တက်အောင်ဆိုတဲ့ဂုံပုတ်ကိုပြန်လဲကရွေးထုတ်နိုင်မလားဆိုတာကိုတော့စောင့်ကြည့်အောင်မေဗျနော် เสิร์ฟของมินตะจีครับစစ်ဖိုးပါအမှတ်ကတော့ โกมินตะจีเสิร์ฟ ဟိုပြီ เขาได้ครับ မာတင်ထားတယ်ဘွားနဲ့ပဲပုတ်သွားတယ်ဗျာနော်အဲ့ဒီလုံးတွေကကျွန်တော်တို့ဒါဒီကြကြနဲ့ခံထားမယ်ဆိုရင်ရတဲ့တယ်ဗျာနော်ကျွန်တော်တို့ ဒီကတိုင်ပေါက်လေးနည်းနည်းတွဲနေတာဗျာ แอดคอร์ให้ တိုင်မင်းလေးကိုမင်းသားကြီးရန်လို့နေရတယ်နည်းနည်းကြည့်ရ ဟုတ်တယ်မိကျင်တော်များ ทีแรกต้องลงถึงจะมีสี တော့ဒါမင်းသားကြီးချောင်းလိုက် ကိုတောက်အောင်လဲကန်နိုင်တယ်လေတဲ့ကန်လီဗျာတဲ့ဒါနားလည်မှုတွေလွဲမှာဆိုလို့ပါနော်ဖိုက်တာကိုတော့လောလောဆယ်တယောက်တည်းပဲဖိုက်ထားတယ်ဗျကိုတောက်အောင်ချပေးလိုက်ပြီ
ဆရာလေးမာတင်ထားတဲ့ကိုမင်းသားကြီးဖိုက်ကိုသွားပြီဗျာ ဟုတ်တယ်ဗျာဟုတ်တယ်ဗျာကောင်းတယ်ဗျာတင်ပြီးတာလေးတော့ပါ နာဘူးကြီးအားကြီးနဲ့လို့ဟုတ်တယ်ဗျာလို့အရှင်ဗျာဘွားပုတ်တဲ့လုံတော်ကတော့မိတင်နေဗျာကဲကျွန်တော်တို့အမှတ်ကတော့ဖိုက်စစ်ဖြစ်သွားပြန်ပြီဗျာနော်ကျွန်တော်တို့ကဲကျွန်တော်တို့ဒါအမှတ်ကတဖြည်းဖြည်းနဲ့တမှတ်ပဲကွာတော့တယ်ဗျာလိုက်လာရင်နဲ့နော်ကျွန်တော်တို့ကဲဖိုက်စစ်ပါ เหมือนจะนำห่างแล้วตอนนี้ดีเข้ามาแล้วครับ ဟုတ်တယ်ဗျဘယ်ညာကန်ရင်တော့ကောင်းတယ်နော်ဒါပေမဲ့ကျွန်တော်တို့ဒီနားလည်မှုလေးတွေတချို့လုံးတွေမှာလွဲမှာဆိုလို့ ควาย အတန်တိုးနေတယ်တဲ့အာဒီတက်အဝင်လဲကျွန်တော်မထွက်တော့ဘူးတဲ့ ဟေးပိုက်တော့ ကဲစစ်ဖိုက်ပါချဲ့ပြီးသားမှာပုံသွား ชมสวยที่ไรมินตะจี ကဲအမှတ်ကတော့စစ်ဖိုက်ဗျနော်ကျွန်တော်တို့ကဲစစ်ဖိုက်မှာကိုမင်းသားရဲ့စာပေကတော့ပြစ်မိုက်မလားဆိုတော့ဒါစောင့်ကြည့်ရမယ်ဗျနော်ကျွန်တော်တို့ဖြည်းဖြည်းနဲ့ဒါထိုင်းနေရလဲနော် เหมือนจะออกตัวเล่นฝัน လှုပ်ရှာဖြစ်လာပြီဗျ สวัสดีคุณอำนวยจันทร์เกษครับมินตะจีเสิร์ฟ မြင်သားပုတ်ထားပြီမိသွားတယ်ဗျနော် ဟေးဝေးလေ အိုးကောင်းပါလေဗျာနော် ဟိုကပူချီကကောင်းတယ်ဗျာဘာလဲ ကိုချင်းကတော်တော်ကောင်းတယ်ဗျာဒါပေမဲ့နော်ကျွန်တော်အတိမ်ဝင်ရတယ်ခြေကုံလေးနဲ့နောက်ပြန်ထုတ်ထားတာကြီးကတကယ်ကိုကျွတ်စင်ကြီးနော်ကျွန်တော်တို့ ဒီကပွဲတာအဲ့တိုင်းဟိုကတော့ပေါ့ နေ့ကအိုက်စာပင်နဲ့ပြီးသွားတယ်နော်နေ့အိုက်စာပင်ပုတ်ချင်းနေတယ်နော် เนี่ย3ယောက်ဆိုနေရာပြည့်တယ် ครับควายสิบไทยแลนด์เสิร์ฟ အိုက်ကောင်းထောက်သွားပြီဗျာစစ်အော်သွားပြီဗျာနော်ကျွန်တော်တို့ ပိုက်ကြောချင်လိုက်တယ်လုံးကွာ ကဲ အော်ပြေသွားတယ်ဗျာ มึงตั้งใจจองลูกไว้มึงจะกระพริบตาไหมครับ ကဲကျွန်တော်တို့နော်အမှတ်ကတော့စစ်အော်သွားပြီဗျာနော်ကျွန်တော်တို့တဖြည်းဖြည်းနဲ့ရင်ခုံတရားတင်ပို့လာတော့ရောက်ရှိလာပြီဗျာနော်ကျွန်တော်တို့ကဲရေရှည်မှာကျွန်တော်တို့ရဲ့ဒါရွှေမြန်မာတွေရဲ့ရလက်ကဘယ်လိုဖြစ်မလဲဆိုတော့စောင့်ကြည့်အောင်မယ်ဗျ ဆရာလေးမိသွားပြီမာတင်ထားတယ်ကိုမင်းသားကြီးကောင်းတယ်ဗျာနော် ဒါလေးကြီးကြောက်လို့ကတော့ပေါက်ဖို့မသိနိုင်ဘူးဗျာ ซับอีสานให้ ထိုင်းနေရလဲကောင်းနေရောပဲဟုတ်ပါတယ်ဗျာဒါထိုင်းနိုင်ငံမှာဒါကတော့ကျွန်တော်တို့ဒါတော့တန်းဝင်နဲ့ဒါ มาแล้วก็ အတိမ်ရဲ့ပွဲဆိုတော့လဲမကောင်းမဲလဲဘယ်နေပါမလဲနော်ကျွန်တော်တို့ แต่ว่าตรงนี้มันจบ ဒီဆိုတာထိုင်းနိုင်ငံမှာတော့3ရောက်ပြီ ဟုတ်ပါတယ်ဗျာနော်ကျွန်တော်တို့ แต่ไทยนะครับ ကဲကျွန်တော်တို့ဒါဒီပွဲစဉ်ရဲ့နော်ကျွန်တော်တို့ဒါနောက်ကနေနီးပြဖြစ်နေကိုမောင်အေးကတော့ကိုသားအောင်ကိုဘာတွေမှားကြားလို့စာထားနေလဲဆိုတော့ကျွန်တော်တို့လည်းမကြားရဘူးဗျာနော် โอเวอร์กูเมื่อกี้ ဟုတ်ပါတယ်တရုတ်လေးရေကဲစာပေကတော့ကျွန်တော်တို့နေမျောမဲ့စစ်ဩဗျာနော်ကျွန်တော်တို့ မိသားစုစားပေးချက်ကြည့်ရမှာဗျာ မင်းသားရဲ့ဒါပုတ်ချင်းလားထိုးချင်းလားဗျာနော်ကျွန်တော်တို့ ဒီကတော့ပူချီပဲချက်ကြည့်ဗျာ ဖိုက်ကိုသွားပြီဗျာနော်ကျွန်တော်တို့ထိုင်းနစ်ကအထက်နဲ့ရှိန်လေးဆိုရင်ရလားတဲ့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့တဲကြီးမှပဲသိမယ်နော် ရ ကျွန် တော့ တော်တို့ ဗျာရတော့ ထိုင်းနစ်ကလည်းတော်တော်ပြည့်တယ်ဗျာ စားပေးပွင့်ဆိုလို့ရှိရင်ရတော့ဘူး ต่อครับซิก ကြိုးစားထားဆရာလေးရေးတဲ့ဟုတ်ကဲ့ပါဆရာလေးလည်းဒါနော်ညံအားခန္ဓာကိုယ်စွမ်းအားတွေရှိသလောက်အကုန်ထုတ်ပြီးတော့ကြိုးစားနေတာပါပဲဗျကဲဖိုက်တိုးသွားပြီဗျနော်ဟုတ်တယ်ဒီလိုလေရင်းမပေါ့စွမ်းညံစွမ်းရှိသလောက်ကတော့3ယောက်တိုင်ပင်ပြီးတော့စော့နေတာတွေ့ရပါတယ်နော်ကျွန်တော်တို့ มินตะจีเสิร์ฟ โอ้ကြည့်ဦးမကြည့်လားချင်းလုံးကိုနော်အဲ့ကောင်ချင်းလုံးလာလာနဲ့ချင်းလုံးကိုမကြည့်တယ် สวัสดีท่านผู้ชมที่ ခရိုဆိုရင်တော့မင်းသားကြီးကြိုက်ဆုံးပဲတဲ့ဟုတ်ကဲ့ပါအားပေးကြပါဗျာနော်ကျွန်တော်တို့ကိုယ့်ရဲ့ idol တွေနော်ကိုယ့်ရဲ့ fan တွေကိုဒီလိုမျိုးပွဲတွေလွှင့်ရဖို့ကနော်ကျွန်တော်တို့ဆိုလဲဒါအဝေးကြီးကနေပြီးတော့ဒါလာရောက်ပြီးတော့လွှင့်ထုတ်ရတာဗျာနော်ကျွန်တော်ကားတော်မှာ2နာရီကျော်လောက်စီးရတယ်ဗျာနော် สวัสดีคุณเอกนันท์ครับ
ကျွန်တော်ချစ်စော်သောပရိသတ်ကြီးကိုလည်းကြည်စေချင်လို့ပါဒါပေမဲ့ထိုးထားပြီဆရာလေးမာတင်နာနဲ့ကိုမင်းသားကြီးဟိုးပိုက်ထိုးသွားပြီဗျာကိုမင်းသားကြီး ပိုင်နာကဲတော့ပိုက်ထိုးတယ် ကိုမင်းသားကြီးကြည့်ရတာတော်တော်လေးကိုရော့လာပြီဗျာခုနောက်ပိုင်းကဲပွဲတယ်နော်ကျွန်တော်တအားချိုးချတာမဟုတ်ဘူးကိုကြီးမိကိုချင်းလုံးကိုမကန်ရဲဘူးဖြစ်သွားတာဒီအပေါ်မှာက Myanmar ต่างประเทศรอ ကိုချင်းထိုးတာပြီဆရာလေးမိသွားပြီကိုတောင်းတင်ပေးလိုက်ပြီဟောတယ်ဗျာကိုမင်းသားကြီးနော် တော့ဗျာကိုမင်းသားကြီးဖြစ်ကန်သွားတာပါကြီးရုံနဲ့ကန်သွား ဟောဒီဘက်ပါပြီးရင်ဝင်ထဲမှာဝင်နေတဲ့ချင်းကိုကိုမင်းသားကြီးခလိုမကန်မဲနဲ့ဒါပွားနေတယ်တင်ပြီးတော့တတ်ထားတာတွေ့ရတယ်ဗျာနော်စစ်7မှာအမှတ်ကတော့ ကဲသူစားပြီးကိုကန်နာမှရမယ်ဗျာ ကဲဆရာကျွန်တော်မင်းသားကြီးစားပေးပြထိုးထားပြီဟောပါတယ်ဗျာအတိတ်ရဲ့ကံချက်ကလည်းလမ်းထွက်နေတာဗျာနော် หนีขาวตอนนี้หาทางออกตัวแล้วครับ တော့ကပိုးရတယ်တော်တော်ကောင်းတယ် ဟုတ်တယ်ဗျာနော်ဒီပွဲရှုံးသွားရင်တော့မစောသင်းတော့ဘူးဆိုတော့မှန်ပါတယ်ဗျာနော်ကျွန်တော် တော့ပေါင်ကဲ ကဲကျွန်တော်အရှုံးအနိုင်ကတော့ဘုံကင်ထားသလိုပဲဗျာနော်ချင်းလုံးဟာအလုံးကြီးဖြစ်တဲ့အားလျော်ဆိုအပေါက်တွေလည်းပါတဲ့အတွက်ဘာဖြစ်မယ်ဆိုတော့ကျွန်တော်တို့အမီဆန်တော်အတိအကျပြောနိုင်မှာမဟုတ်ဘူးဗျာဒီပွဲရတော့နော်ပွဲပြီးအောင်တော့အဆုံးသတ်ကြည့်ပေးရမယ်ဗျာဒါပြထိုးတာပြီကိုသက်အောင်ချပေးတာနဲ့ဆရာလေးတင်နေချင်းကိုမင်းသားကြီးကန်ပြီကောင်းတယ်ဗျာနော် လာမှန်နေဗျာတော်သေးတာ ကိုမင်းသားကြီးကန်ချက်နော်ကျွန်တော်လန်ထွက်နေတယ်ဗျာနော်ကျွန်တော်ဒီလုံးကတော့နော်ကိုသက်အောင်ရဲ့တလုံးချပေးထားတဲ့ဟာနော်ကိုသက်အောင်တလုံးထုတ်ထားတာဟိုမှာကျွန်တော်တို့နော်ဆရာလေးမတင်ထားတဲ့ချင်းကိုမင်းသားကြီးပိုင်နိုင်နဲ့ကန်ချလိုက်တာကိုတွေ့ရတယ်ဗျ วันนี้ใส่ไม่ค่อยแอดวันนี้ไม่ค่อยใส่เท่าไหร่ ဟာဆောင်းလာဝဲ แต่นี่กินมานี่ก็ต้องมาดูกันสกอร์อยู่ที่6-7ครับ ကမနာကောင်းလဲမကောင်းလဲလိုက်ရိုက်ထိုးထားပြီမတင်ထားပြီပိုက်တော်ပြီနော်ကျွန်တော်7 off ဖြစ်သွားပြီဗျာ7 off ဖြစ်သွားပြီနော် ဆဲ ကျွန် ပြီး တော် တော့ဗျာဆဲပြီးတော့ဖြစ်သွားပြီအမတ်ပူသွားပါပြီဗျာ ပွဲကဘလို့ဆက်ထားတယ်ကျွန်တော်တို့မသိဘူးဗျာနော်သူတို့အချင်းချင်းဒါသူတို့ဒါကျွန်တော်မြန်မာတွေကလည်းထိုင်းစကားပြောတတ်တဲ့လို့ဒါကိုမောင်အေးတို့ဆက်တာဖြစ်မယ်နော်ကျွန်တော် ပါတယ်ဆွဲဆက်တော့သူတို့ချုပ်ပိတ်မယ် ဩချုပ်ပိတ်ပဲတဲ့ခုံထိုးပါတယ်တဲ့ နော် နော် မှာခုံထိုးတွေမပါဘူးဆိုပြီးလုပ်နေတယ်ဗျာမန်နေလေဒါအဲ့ဒါကအကုန်ပြောတာမှန်တယ်ဒါနဲ့ကိုတာရပဲကြတာ มินตาจีเสร็จแล้ว ဟုတ်ပါပြီအဲ့7ပြီဗျာနော်ကျွန်တော်ကဲရွှေမြန်မာတွေပြုံးပြုံရမယ်နေလာတော့ကြည့်ရမယ်ဗျာနော်ကဲကျွန်တော်စာပင်အားရတော့ပြန်နေကကောင်းမွန်လာတာကိုတွေ့ရတယ်ဗျာနော်ကျွန်တော်တို့အဲ့7ဖြစ်သွားပါပြီ ဒီမှာဘက်ကအိတ်ပါဗျာနော်တိုင်းဘက်က ကဲအဲ့7ဖြစ်သွားပြီဗျာနော် ကိုမေးသားကြီးစားပြီးထိုးမယ်ဗျာအိတ်7 အဲ့ဒီလက်ရဟုတ်တယ်လို့နော်တော်သေးတာပေါ့ကွာတဲ့ဟုတ်တယ်ကိုကိုကြီး လိုက်ကကြည့်နော်ဆွေးနွေးလိုက်ကကြည့်တယ်ဗျာ ကဲကျွန်တော်ကိုမင်းသားကြီးစာပင်ဗျခတ်ထိုးပြီ အိုး ကဲအနေငယ်မြဝေးသွားတယ်ဗျာ ခိုင်းတွေကလုံးဝကွင်းကိုအလွတ်ကျက်ထားသလိုပဲ ကဲကျွန်တော်တို့နော်စာပင်ထိုးပြီ ဝါ ဆရာလေးမနေလိုက်ပြီကိုမင်းသားကြီးရတယ်ဗျာကောင်းပါတယ်ဗျာ ပိုင်မတော်ဘူးတော့ပိုင်မတော်ဘူးစားပြီးတော့မတော်ဘူးဒီတဲ့ပွဲ ကျွန်တော်တို့မြန်မာတွေလည်းကန်လိုက်ဟိုထိုင်းမလေးရဲ့မျက်နှာတစ်ချက်ကြည့်လိုက်ပါနော်မျက်နှာကိုညှိုးနွမ်းသွားတယ်ဗျာကျွန်တော်တို့မြန်မာတွေကန်လိုက်ရင်သူတို့ဘက်ကထိုင်းနေမြန်ကန်ရင်ကတော့မျက်နှာပြုံးပျော်လို့ဗျာနော်လိုက်လွှင့်တဲ့ထိုင်းမလေးနောက်တစ်ယောက်ပါဒါကတော့ကျွန်တော်တို့တွေ့နေကြတစ်ယောက်မဟုတ်ဘူးဗျ เมียนมา ဒီတော့ပြင်လာကိုမင်းသားကြီးတစ်ချက်တော့ကန်ပေးပါဗျာဒီတော့ပြင်လာကိုမင်းသားကြီးတစ်ချက်တော့ကန် ချေပို့လိုက်ပြီအိုးပိုက်မကျော်ဘူးဗျာနော် ဒီအနေထားတွေလည်းကြွားတယ် ကဲကျွန်တော်တို့အဲ့ဒီလုံးတာပိုက်ကြော်လိုက်ရင်တော့အကြိုက်စော်လို့ရပြီဗျဘေးကြီးတွေနော်ကျွန်တော်တို့ ผม
เปลี่ยนนำร่วมกันครับ ကဲတကယ်ကိုကောင်းလုံးနေဗျာ มาดูจังหวะใส่ของการครับการมีทาครับเซเว่น7 ต่อ 8แต่ให้เซฟ စာပေထိုးထားပြီ แต่ลูกแรกได้สวยเขา ဆရာလေးမနေနိုင်ကိုမင်းသားကြီးကမ်းပြီကောင်းတယ်ဗျာနော်ကျွန်တော်ကဲကိုကောင်းတယ်ဗျာ စားပြီးတော့ပေါ့စရာကြောင်းမရှိတော့ဘူးကိုတောက်ကြီးကိုထိုးတယ်ကိုတောက်ကြီးကလည်းမပေါက်ဘူးညာကြီးကလည်းသူတို့ထိုးလို့မပေါက်တို့မနေ့ကကိုတောက်ပဲရှိတော့ဒီကိုတောက်ကြီးထိုးတာ กดแชร์ไปครับให้ท่านผู้ชมมาครับ ကဲအမှတ်ကတော့ကျွန်တော်တို့နော်အဲ့7ပဲဗျာ ขอบคุณสำหรับเรา ကိုတောက်မနေ့ကပဲကိုတောက်ကြီး 10 รวมครับ ဟေးအမလေးအို โอ้မိသိနေဗျာအဲ့ဒီလုံးနေရတော့နော်ကျွန်တော်တို့ တော့ပါသွားတယ်လုံးကွာ ขอบคุณคุณสุชาติแสนน้อยครับสำหรับดาว10 เดือนครับ แชร์แล้วครับพี่ชายขอบคุณมากๆครับผม ကဲကျွန်တော်ထိုင်းစာပင်ထိုးတော့မယ်ဗျာအမှတ်ကတော့7 8ပါ 7 ต่อ 8ครับไทยแลนด์เสิร์ฟ ထိုးထားပြီ เจ้าเสียไปได้สวย ဆရာလေးမနေနိုင်ကိုမင်းသားကြီးကမ်းပြီကောင်းတယ်ဗျာနော်ကျွန်တော်တို့ကဲကိုကောင်းတယ်ဗျာကဲကျွန်တော်တို့ရွှေမြန်မာတွေလည်းနော် အတိုင်အဖောက်ညီညီနဲ့ ကုန်ကြည့်သေးတယ်ဗျာ ဒါနော်တွဲပတ်ညီညီနဲ့ပွဲထွက်လာတာကိုတော့တွေးရတယ်ဗျာနော် ลามิทาโรส ဒီနေ့တော့ကိုယ်တော့ဝင်ပြီးကား ကဲအမှတ်ကတော့8-7ဗျာနော်ကျွန်တော်တို့ခိုင်းမလေးနဲ့အဖိုင်းနိုင်ပွဲတွေတည်ပေးပါတဲ့တည်ပေးပါမယ်လို့နော်အတိန်ကထိုင်းမှာနံပါတ်1လာဟုတ်ကဲ့ပါနော်3 1ထဲမှာတော့နော်ကျွန်တော်တို့ 1 2 3ဝင်နေ ဝင်နေဗျာနော်ကျွန်တော်တို့တကယ်ကိုလည်းကောင်းပါတယ်နော်ထိုးထားပြီမာနေလိုက်ပြီအတိန်ကန်တယ်ကောင်းမြန်ပြီဗျာနော်တကယ်ကိုကောင်းပါတယ်လို့နော်ကျွန်တော်တို့ အလုံးမမတော့ဘူး ကဲ7 8ပါအမှတ်ကတော့ ตลอดเวลาครับ တိုင်းနေဆိုတော့တတရာပဲပလင်းလေးတိုင်ပြီးထည့်ပေးလိုက်ပြီဟုတ်ပြီပါလေဆိုတော့သေပေးပြီ เดินมาด่าด่าให้ครับ တော်ပြီဘေးဘေးဟေး ဟုတ်တယ်ဗျဂျာဟတ်ဘက်ကိုစားပြီးဖိထိုးတဲ့နေနော်ကျွန်တော်တို့ကဲထိုင်းစားပြီးဗျာနော် 7 ต่อ 8 ထိုးထားပြီကိုမင်းသားကြီးချပေးလိုက်တဲ့ကိုတောင်းအောင်မနေလာပြီကိုမင်းသားကြီး แพ้ง่ายๆ ရှေ့ကိုချပြီဟောလေးဒီပုတ်ပါမှာဝါအိုက်လုံးနည်းနည်းလေးတိုးနေအောင်ကဲအမှတ်ကတော့ဗျာနှမျောစရာပဲဗျာအိတ်ပေါ်သွားပြီဗျာနော်ကျွန်တော်တို့ เรามาดูลุยแล้วลุยสูสีกันจริงๆครับสกอร์อยู่ที่8 เท่าเอกออกไทยแลนด์เสิร์ฟ ဟိုထားပြီကိုမင်းသားကြီးချလာပေးတယ် สวยชมอย่างนี้ไปเลยนะครับ ဟောနဲ့ပုတ်ပါအိုးပိုက်တိုးသွားပြန်ပြီဗျာနိုင်အိတ်ပါ နေရောလားနေရောလုံးလို့ပိုက်တော့ကြောင်းတက်ပုံလိုက်တော့ ขอบคุณท่านผู้ชมทั้ง 3,000 ท่านครับผม တကယ်ကိုနှမျောစရာကောင်းနေဗျာနော်ကျွန်တော်တို့အမှတ်ကတောက်လျှောက်ကိုပေးနေရတာဗျာ เมงกะลาบาเนี่ย ဒီနေ့ကတော့ကျွန်တော်တို့ကိုတောက်အောင်နဲ့ဆရာလေးနော်နည်းနည်းအတွဲညီတော့ကိုမင်းသားကြီးဘက်ကအမားတွေတော်တော်များလာတယ်ဗျာနော်ကျွန်တော် ส တို့ วัสดีคุณบาสครับสดหรือเปล่าครับสดครับผม ကဲအမှတ်ကတော့9-8ဖြစ်သွားပြီဗျာနော်ကျွန်တော်တို့တောက်လျှောက်ကိုမှားတာဗျာနော်ကျွန်တော်တို့ကဲထိုင်းစားပြီဗျာ รออยู่5 ต่อ 8จากแฮกซ์ ဟိုထားပြီကိုမင်းသားကြီးချပေးလိုက်ပြီဆရာလေးမားတင်လာတဲ့ကိုမင်းသားကြီးကောင်းတယ်ဗျာနော်ကျွန်တော်တို့ကောင်းတယ်ဗျာနော်ကျွန်တော်တို့ကဲကိုမင်းသားကြီးကတော့ဆဆနောက်နောက်နဲ့ပဲဂျာဟတ်ကိုနော်စိတ်စနှုတ်ပေးထားတာတွေ့ရတယ်ဗျာနော်ကုန်ပြီတဲ့ဟုတ်တယ်
ကဲအိတ်နိုင်မှာအမှတ်ကတော့ကျွန်တော်တို့ဟုတ်တယ်ဗျာစာပေမပေါက်ခွင်းနဲ့အမှတ်တွေပေးနေရတာတကယ်ကိုရှင်းတာဗျာကောင်းတယ်နော်ကျွန်တော်တို့ကဲကျွန်တော်တို့ကိုမင်းသားကြီးစာပေဗျာကိုမင်းသားကြီးစာပေပါကဲအမှတ်ကတော့8 9ဗျဟိုထားပြီစင်ထွက်သွားသေးတယ်ဟာရသေးတယ်ဗျမိသေးတယ်โอ้နှမျောရကောင်းတယ်ဗျအဲ့ဒီလုံးနေနော်နိုင်ကได้ได้ได้ဗျာตรงไหนก็ได้ลงไปเลยอีกได้มาเฮ้ยတကယ်ကိုနှမျောစရာကောင်းပါလေဗျာနော်ကျွန်တော်တို့เข้ามาเทรนแล้วครับไปรู้ว่าเข้ามาเทรนหรือเข้ามาด่าครับดีแล้วพี่จ่าดีแล้วเอาเตยสติบอกขึ้นครับไปโดนตัวไหนมาครับอ๋อครับ โอเคထိုင်းစားပစ်ဗျာထိုင်းစားပစ်ထိုးထားပြီကိုမင်းသားမိသွားပြီမာတင်ထားတဲ့ကိုသားကိုမင်းသားကန်တယ်ကောင်းတယ်ဗျာနော်တကယ်ကိုကောင်းလို့ပါတယ်ဗျာနော်ကျွန်တော်တို့အဲ့ဒီလုံးကတော့သားပစ်တွေကမပေါက်ဘူးဗျာရင်းသားကြီးကရွာပင်ถือว่าเป็นสีสันสายเขื่อนครับเราทำมันอยู่ที่แว่น ဟုတ်တယ်ဗျာနော်စာပင်ဖွင့်မှာတော့ ทางนี้ก็ไม่ได้เกิดขึ้นนะครับสวัสดีคุณแมวครับผมကဲကျွန်တော်တို့မင်းသားကြီးကိုမင်းသားကြီးကန်ကျက်နဲ့နော်ချင်းလုံးကတော့လွင့်စင်သွားတဲ့အတွက်ဒါစာပင်ပြန်ကြည့်ရမယ်ဗျာအဲ့နိုင်မှာအမှတ်ကတော့နော်ကျွန်တော်တို့ကဲကိုမင်းသားရဲ့စာပေတွေကအလုံးလုံးမလားဆိုတာတော့ဒါစောင့်ကြည့်ရမယ်ဗျာနော်ကဲကိုမင်းသားကြီးစာပေဗျအိတ်နိုင်မှာအမှတ်ကတော့ကျွန်တော်တို့အိတ်နိုင်မှာဗျာနော်ကိုမင်းသားရဲ့စာပေပါစာပေထိုးရပြီပြကြဟန်မိသွားပြီမာတင်ထားတဲ့ဟိုဟိုကိုတက်အောင်နော်ကျွန်တော်တို့ခန်းတဲ့နေရာမှာဒါနည်းနည်းလွဲချော်သွားတာတွေ့ရတယ်ဗျာဟုတ်တယ်ဗျ73မှတ်ပါနော်ကဲကျွန်တော်တို့98ပါမကတော့98ဗျာနော်ကျွန်တော်တို့ကဲ98ထိုင်းစားပြဗျာနော်ကျွန်တော်တို့ကြာဟဲစားပြထိုးရတဲ့ကွန်မင်းသားချပေးလိုက်ပြီဆရာလေးမနေလာတဲ့ကွန်မင်းသားကလည်းကောင်းတယ်ဗျာနော်တကယ်ကိုပြည့်စုံပြီးကောင်းမွန်တဲ့လုံးတွေပါဗျာဒီလုံးတွေကတော့နော်ကျွန်တော်တို့ကဲကျွန်တော်စာပင်ကတော့တစ်ဖက်နဲ့တစ်ဖက်မပေါက်တော့ဘူးဗျာထိုင်းနေလဲကျွန်တော်တို့အကြံအိုက်နေပြီနော်ကျွန်တော်တို့ชมเกมกันต่อครับကဲကျွန်တော်ကိုမင်းသားစာပင်ဗျာနော်8 ต่อ9ครับ9ပဲဗျာနော်ထိုးထားပြီเตยว่าเองครับအသိပိုက်ပိုးသွားတော့ကျွန်တော်မြန်မာတွေတလုံးတက်ပြီနော်9 over ကိုမင်းသားကြီးကဲလောင်ပြောင်ပြီးတော့ကစားနေတာတော့တွေ့ရတယ်ဗျာနော်ကျွန်တော်အိုင်ရောကြီးကတော့ပြောင်ပြောင်လောင်လောင်နဲ့ပဲနော်ဒီပွဲမှာတော့မင်းသားကနိုင်မလားဆိုတာစောင့်ကြည့်ရမယ်ဗျာမကတော့နိုင်အော်ဗျာพรุ่งนี้แข่งขันกันที่13แต้มไม่มีดีကဲကျွန်တော်ရဲ့အိုင်ရောကြီးတွေကတော့ပြောင်ပြောင်လှောင်လှောင်နဲ့ပဲနော်9 over ရောက်ရှိသွားပြီဗျာพี่จ่าเปิดดีแล้วကဲဝင်ရောက်ကြည့်ရှုကြတဲ့နော် 3.4k ညီကိုမောင်နှမတိုင်းရင်းသားညီကိုအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အိုင်ရောရဲ့စာပေကိုကြည့်ရမယ်ဗျာနော်
မကတော့နိုင်အော်သွားပြီပိုက်ကောင်းထောက်သွားပြီကဲတန်းတိုင်းမှာနော်ကျွန်တော်တို့တကယ်ကိုကောင်းပါတယ်ဗျာနော်ကျွန်တော်တို့ပိုက်ကောင်းထောက်ပြီးတော့ပေါက်သွားတာဗျာနော်ကျွန်တော်တို့တကယ်ကိုကောင်းပါတယ်ဗျာနော်ကဲကျွန်တော်တို့ဆရာလေးရဲ့ထိုင်းကိုလာပြီးတော့နော်ဒူးဒဏ်ရာကိုခွဲစိတ်ရင်းနဲ့ဒါတေပွဲတပွဲခတ်တဲ့နေရာမှာတော့သမိုင်းချောင်းအစင်လာတွေလှပသွားမလားဆိုတာတော့ကျွန်တော်တို့ဒီညရဲ့အလှနဲ့တူကြည့်ရမယ်ဗျာနော်ကျွန်တော်တို့တန်းတိုင်းမှာကဲကိုမင်းသားကြီးစားပစ်ကိုပြန်ကြည့်ရမယ်ဗျာတန်းတိုင်းမှာစားပစ်ထိုးပြီးဘေးကိုဆင်သွားတယ်မာတင်လိုက်ပြီးခေါင်းနဲ့လိုက်ထိတဲ့ဆရာလေးမိထားတယ်11ဆိုတဲ့အမှတ်ကိုတော့ရောက်ရှိသွားပြီဗျာနော်ကျွန်တော်တို့ကဲ19မှာနော်11မှာတင်မိုလာတော့ရောက်ရှိလာပြီထိုးထားပြီဆင်ချက်သွားတယ်ဒီနေ့တော့ကျွန်တော်ရွှေမြမာတွေကိုပျော်ရွှင်အောင်ဖန်တီးပေးနိုင်မယ်ဆိုတော့စောင့်ကြည့်ရမယ်ဗျာနော်ဟေးများကြီးပဲဗျာဖိုက်ဆိုတဲ့အမှတ်ကိုရောက်ရှိသွားပါပြီကဲကျွန်တော်ရွှေမြမာတွေဖိုက်ဆိုတဲ့အမှတ်ကိုရောက်ရှိသွားပြီဗျာကဲတလုံးကောင်းမူကြီးတလုံးကောင်းကြော်လို့ရပြီကြားလို့ရပြီကဲကိုမင်းသားရဲ့နှစ်ပါးသွားလေးကကြည့်ပြီနော်ဒီလက်ခွေးလေးဝင်ပြီးကားလိုက်အောင်ဗျာကဲကျွန်တော်မကြခင်မှာပွဲပြီးတော့မယ်9စက္ကန့်လို့နော်ကျွန်တော်တို့ပွဲပြီးတော့မယ်9စက္ကန့်လို့ပါ9စက္ကန့်အတွင်းမှာပဲကိုမင်းသားကြီးစားပစ်တာအလုံးလုံးလိုက်မယ်ဆိုရင်တော့နော်ကျွန်တော်တို့တလုံးနဲ့ကဲဟိုကြီးခုံးပြကောင်းမယ်ကြာနော်ကဲ point 9မှာ point 9မှာဟိုဘီမိသွားတယ်တလုံးနဲ့ဖာလာတကယ်ကိုကောင်းလို့နေဗျာနော်ကျွန်တော်တို့ဒီလုံးကတော့နော်ဖိကြဟန်ရဲ့ဘယ်နဲ့ဆယ်လိုက်တဲ့ချင်းနဲ့အနှဲငယ်များလွင့်စင်သွားတာတော့မှဖိကြဟန်မရမကနော်ပြန်တည်ထားတဲ့ချင်းကိုအသိပိုင်ပိုင်နိုင်ကန်ခွဲသွားတာကိုတွေ့ရတယ်ဗျာလုံးသက်ကဲကျွန်တော်တို့9 point မှာအမှတ်ကတော့ကျွန်တော်တို့နော်ကဲထိုင်းစားပြဗျာဟိုထားပြီဆရာလေးမိထားတယ်မာတင်လိုက်ပြီကောင်းပါပြီကောင်းတယ်ဗျာတကယ်ကိုကောင်းလို့နေဗျာနော်ကျွန်တော်တို့ပွဲတော့စားပြီးပေါ့ရကြောင်းမရှိဘူးကဲကျွန်တော်တို့မြန်မာလည်းဒီ Queen Power ကတော့မပေါက်နိုင်ဘူးဗျာနော်စင်ပြူတော်မင်္ဂလာပါနော်ကျွန်တော်မြန်မာဒုံနဲ့ဟုတ်တယ်ဗျာနော်နာဘူးပကင်နဲ့လေဝါတာပေါ့နာဘူးပကင်ကခေါ်ရတယ်ရှင်နာဘူးပကင်ကိုလာပြီနော်နာဘူးပကင်ကဒီတော့မလောင်းရလို့ကတော့ပဲနေတယ်မလောင်းရဘူးဒီနေ့မလောင်းရဘူးလားတကယ်ကိုမလောင်းပါဘူးနော်ကဲ point 9မှာကိုမင်းသားရဲ့ဘလို့စိုက်အတိုင်းနဲ့ထုံးမလဲအိုးပိုက်မကြော်လိုက်ဘူးဗျာအဲ့ဒီလုံးလာကြော်လိုက်နော်ရှယ်ကြီးဗျာနော်အဲ့ဒီပူချင်းသာပိုက်ကြော်လိုက်မယ်ဆိုတော့ဒီမှာဟေးငုတ်တုံမေ့သွားမယ်ဆိုတဲ့အတိုင်းပဲဗျာနော်ဘုံမရတော့နောက်ကတော့ဒီပြားတွေလုံးနေတယ်သူတို့တယောက်တိုင်ပေါက်တွေမကြည့်တော့ဘူးဗျာတယောက်နဲ့တယောက်ဒေါသတွေထွက်နေပြီနော်တယောက်နဲ့တယောက်ဒေါသတွေထွက်နေတယ်တိုင်ပေါက်တွေမကြည့်တော့ဘူးကဲ9 point မှာထိုးထားပြီတော့ချပေးတယ်လုံးကိုမင်းသားသူကိုယ်တိုင်တင်ပြီးတော့ဖဲကောင်းတယ်ဗျာကဲကိုမင်းသားရတော့ဒီအလုံးကတော့ကိုတင်ကိုနဲ့လှုပ်သွားပြီဗျာနော်ဒီနေ့ကတော့ကိုသားအောင်ကြည့်တော့ပေါ့ဖို့မသိလာတယ်ဗျာတင်ဖို့ဗျာတင်ဖို့လားတကယ်ကိုရင်ခုံစရာတင်ဖို့လားချိန်ကိုတော့ရောက်ရှိလာပြီဗျာနော်ကျွန်တော်တို့ညမောင်လာတကောင်မှာနော်ရောက်ခမအိမ်နဲ့ကပ်ပြီးစော်နဲ့တွေ့ရင်တော့ဒီလောက်ရင်ခုံမှာမဟုတ်ဘူးဗျ3.7k မင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါဗျာတကယ်ပါနော်ဒီအလုံးကတော့တကယ်ကိုရင်ခုံစရာတင်ဖို့လားလုံးမဲ့ဖြစ်မယ်ဗျာနော်ကဲကိုမင်းသားကြီးရေကျွန်တော်ရှုံးချင်းတွေကိုအမုန်းကျွေးပလိုက်တော့
အေးသွားတယ်ဗျာကဲကိုမင်းသားစာပေကတော့ရင်ခုန်နေလားမသိဘူးเนาะကျွန်တော်တို့စာပေတွေနှလုံးသက်တိုက်ပြက်နေပြီဗျာ ဒီတို့ပြောထိုးနေတဲ့သူကလည်းထိုးနေတာဗျာ ကဲထိုင်းဘက်ကလည်းစာပေကမပေါက်တော့ဘယ်ထိုးအောင်မှမသိတော့ဘူးဗျာเนาะ အဲ ကိုတောက်အောင်ကလည်းတလုံးတုတ်ကတကယ်ကောင်းနေတော့ကျွန်တော်တို့ဒါဘယ်ထိုးအောင်မှမသိဘူးဗျာ ဆရာလေးနဲ့ကိုတောက်ကြအောင်ဆရာလေးနဲ့ကိုတောက်ကြအောင် ဖမ်းမှလည်းတွေ့လိုက် ဆရာလေးနဲ့ကိုတောက်ကြအောင် ဟိုပြီ ဆရာလေးနဲ့ကိုတောက်ကြအောင်တွေ့တယ် ကဲဟုတ်တယ်ဗျာเนาะကျွန်တော်တို့ဒါ ဟုတ်တယ် တန်းတွဲဗျ short တွဲရင်တော့ကျွန်တော်တို့ရော့တော့ပါခံရမယ်ဗျာเนาะ short တွဲလို့မရဘူးဗျ ဆရာလေးနဲ့ကိုတောက်ကြတွေ့နေတယ် ကျွန်တော်နော်ဒီပွဲတွေကကျွန်တော်တို့တမင်နဲ့ကြားရီးသားထားနေတာမဟုတ်ဘူးဗျာနော်ကြားကြားရင်ကစားနေရတဲ့ပွဲတွေပါပါတယ်ဗျာနော်ကျွန်တော်တို့ဟိုပြီကိုတောက်အောင်ချပေးတာနဲ့ဆရာလေးမနေတာပြီးတော့ကိုမင်းသားကြီးကောင်းတယ်ဗျာကောင်းလို့နဲ့ဗျာနော် ဝေကပါနော် ကဲဒီလုံးတာပေါက်ရင်တော့ကျွန်တော်တို့ live swing သမားတွေလည်းကွင်းထဲမှာဝင်ပြီးတော့ဒန်ဆာကတွေနဲ့တော့ကမယ်ဗျာနော်တကယ်ပါနော်လားခွေညတဲ့ကောင်ပါနော်နောက်ကမှအိမ်နဲ့သွားပြီးတော့ဆောင်းနဲ့တွေ့ရတယ်လို့ပဲ တပတ်တဲ့ တကယ်ပါရင်ခုန်တရားတော့တကယ်ကိုကောင်းတယ်ဗျာ တော့ဖိုင်တာကြီးဖိသားကြီး ကဲဆရာလေးကဲကိုမင်းသားကြီးရေခေါ်ပြီအိုးပြီးသွားပြီဘယ်နဲ့ပဲတင်ထားတယ် တဲ့လား ဆရာလေးကိုမင်းသားကြီးကနေအိုးကောင်းလို့ပါလေဗျာဒီကနေ့ရဲ့ကျွန်တော်တို့ရွှေမြန်မာတွေကတော့